အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Land Equality Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်တင်ဆက်မျှဝေပေးပါမယ်အကြောင်းအရာလေးတစ်ခုရှိပါတယ်ဒါကဘာလဲဆိုရင်ပေါ့နော်ကျွန်တော်ဒီ laptop တွေမှာ icon အကြီးအသေးဘယ်လိုလုပ်မလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်လိုက်ပါခင်ဗျာအင်းဆုံးကျွန်တော်တို့ဒီမှာဒီ screen မှာပေါ့နော်ကျွန်တော်တို့ဒီ right click လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ view ဆိုတာရှိရဲအဲ့ဒါလေးကိုကျွန်တော်တို့ရွေးလိုက်ပါရွေးပြီးဆိုရင်ဒီမှာ last icon media icon small icon ရှိရဲကျွန်တော်ဒီ icon တွေကိုကြီးကျယ်နေဆိုရင်တော့ဒီအပေါ်ဆုံးကဟာဒီကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒါကြီးသွားလိမ့်မယ်တကယ်လို့ပြန်သိမယ်ဆိုရင်ဒီ screen မှာပဲ right click နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော် view ကိုနှိပ်လိုက်နှိပ်ပြီးသွားဆိုရင်ဒီမှာအတော်အသင်း icon ဖြစ်နေတယ်ဆိုရင်တော့ဒီ media icon လေးကိုနှိပ်လိုက်ပါเนาะဒါဆိုရင်တော့ user တူအောင်နဲ့သူဖြစ်သွားပြီเนาะဒါဒီထက်ပိုသေးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ hot white click နဲ့ screen မှာနှိပ်လိုက်ပြီးရင် view တွေကိုသွားပြီးသွားဆိုဒီမှာ small icon ဆိုရှိရဲအဲ့ဒါနှိပ်လိုက်ပါအားလုံးပဲဒီကြောင်းရံလေးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ